Welcome to the Kevin Channel. ကျွန်တော်ဒီနေ့ပြောမယ့် Pocket Season ကတော့ Rehabilitation Center ဆိုတာအကြောင်းတွေပဲဖြစ်ပါတယ်။ရန်ကုန်မြို့မှာငွေစေဝါတွေအရင်ပေါ်တဲ့ကာလတစ်ခုမှာငွေစေဝါညှိလာတယ်ကျွန်တော်တို့မျိုးပြလူငယ်တွေအတွက်ရဲဖမ်းလို့ထောင်ထဲသွားမလားဒါမှမဟုတ်ပုတ်ဖြစ်ပြီဆိုကိုရဲကုတ်ခန်းဒီမှာ Rehabilitation Center CBS Scan တွေတွားပြီးလူဘဝတတန်းဗီဇာတွားတိုးမလားရွေးချယ်တဲ့နှစ်ခုရှိတယ်အဲ့တော့ကျွန်တော်တို့ကတော့ Rehabilitation Center CBS Scan တွေတွားပြီးတတန်းတွားတိုးတယ်ကျွန်တော်ခန္ဓာကိုယ်တွေအားရှိအောင်နေအပြင်ရောက်ရင်ဝါပြန်ချမယ်ဆိုစိတ်နဲ့ပေါ့ပတ်စံရှိရဲ့လူတွေပဲဖြစ်ဖြစ် celebrity တွေပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ရွာသားကြီးမူရေးစီးပြတဲ့ဌာနမှာစုံကြတာပဲကျွန်တော်လည်းသိတဲ့ celebrity လည်းကျွန်တော်အမှစုံခဲ့လူတွေရှိတယ်တခြားကျွန်တော်လည်းသိတဲ့ Rehabilitation Center မှာကျွန်တော်သွားနေစုံခဲ့လူတွေရှိတာကျွန်တော်တကူသားဆိုရင်တော့ကျွန်တော်မြန်မာနိုင်ငံမှာမရောက်ဘူးလေစေးပြစကန်ဆိုလို့ဝက်ထီးကန်ပဲရှိတယ်ဒါတော့ over နဲ့ gain သွားတယ်ကိုကူးလို့လည်းပေါ်တာကျွန်တော်မသွားနေတာမမိုက်ဘူးဆိုအဲ့ဇလန်လည်းဘယ်လိုလဲဆိုကိုကူးကအရင်ဆုံးပစ္စည်းညှိတာကိုသူ့ရင်သိပါလို့ဒီကောဝက်ထီးကန်ကိုပို့လိုက်ခြင်းမှာဒီကောဝက်ထီးကန်ပြန်လာတယ်တောင်းလာပြီးမင်းတို့နားရင်တော့ဝက်ထီးကန်ကိုသွားတယ်မင်းတို့အိမ်ကြီးပို့ရင်ဝက်ထီးကန်ကိုသွားတယ်ဘာလို့လဲဆိုတော့အဲ့မှာ14ရက်ပဲစီးတိုက်ပြီးတားရတယ်ငါတို့အလုပ်တွေခိုင်းတယ်ပြေးလို့မိရင်လေတဲ့ထိတ်တုံးခက်တယ်မလင့်နဲ့မမိုက်ဘူးကျွန်တော်တို့ကလည်းအုပ်စုလိုက်ညှိနေတဲ့ကာလတခုဆိုအိမ်ကဘေးကိုပဲပို့ဘယ်ရပဲပြန်လာရက်ွက်တဲ့တကောင်ကောင်ညှိပြီးတော့ညှိနေရတော့တွေ့ရတယ်ညှိပြီးတော့ကျွန်တော်တို့အဲ့ဒီမှာညှိနေရတယ်ပြောစောတော့မြင်လာတဲ့ကျွန်တော်တို့အဲ့ရတော့တည်တာပြန်ချပြန်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကျွန်တော်ရေမနိုင်တဲ့အခါရေပြတ်တဲ့အခါအိမ်ကိုတခါတလေပြတ်တော့မယ်ဒီတစ်ခါကျွန်တော်ပြတ်တော့မယ်ကျွန်တော်လိုက်ဖို့ပေးပါဦးကျွန်တော်သွားတယ်အဲ့ခန်းကိုမဝင်ခင်မှာလည်းမလက်မိုးလေးကျွန်တော်မေကိုကျွန်တော်ပတ်စံလေးပေးပါအောင်ဒီကနောက်ဆုံးပြီးအောင်မှအကြာကြီးနေရမှာဘိုးတော့ဘယ်လောက်ထားမှလဲတားလည်းမသိဘူးလေတားတော့လည်းနည်းနည်းညှတာပါအောင်ဆိုပြီးတော့အဲ့မှာအဝါချပြီးဆက်ပြက်စကန်ကြီးတွားကြပါကျွန်တော်ဘိုးတော်ကလည်းကျွန်တော်ကိုချစ်ပါတယ်ဘယ်နေရာရောက်တခါတိုင်းအနည်းဆုံး3လနဲ့6လနောက်ဆုံးကျွန်တော်ဥပဒေမှာစေးုံတက်တယ်ပြီးတော့9စုတောင်မှာရန်ကုန်ကတခါနာမည်ကြီးရဲ့လူတစ်ယောက်အုပ်ချုပ်တဲ့နေရာမှာ Rehabilitation Center မှာကျွန်တော်သွားနေခဲ့နာမည်ကတော့ကျွန်တော်မပြောတော့ပါဘူးသူတို့ပြားစီကခွင့်ပြုချက်လည်းမရလို့အဲ့စီကလည်းကျွန်တော်ဘာတကယ်ကျေးဇူးရှိပါတယ်ကျွန်တော်အဲ့မှာနေပြီးပြန်လာမှကျွန်တော်မွေးစေဝါနဲ့ပတ်သက်ပြီးကျွန်တော်စမှန်တက်တဲ့စိတ်တွေနည်းနည်းလျှော့ကြသွားတာနည်းနည်းချိန်ပြီးချတတ်တယ်ပေါ့အဲ့ကနေထွက်တယ်နဲ့အိမ်ကကျွန်တော်မန္တလေးကိုပို့လိုက်တယ်ရန်ကုန်မှာနေရက်ွက်တယ်ပြန်ညှိမှာမန္တလေးမှာကျွန်တော်စီးပွားရေးသေးလေးလုပ်ဖို့အရင်နေပေးလိုက်တယ်ပေါ့ဗျာကျွန်တော်စီးပွားရေးလုပ်လို့စီးပွားရေးရှုံးတယ်ဆိုင်ကယ်တွေမှောက်တယ်ဖုန်းတွေလုတယ်လူခံရတယ်ရန်တွေဖြစ်တယ်ကျွန်တော်ရန်ကုန်ပြန်ရောက်တဲ့ချိန်မှာကျွန်တော်အားလုံးဆုံးရှုံးသွားပြီဗျာဆုံးရှုံးသွားတော့ညစ်ပြီးတစ်ခေါက်ပြန်ညှိရဖြစ်ချင်တော့တိုးတက်လာတာရက်ွက်တွေဟာကျွန်တော်ပေါ်လာရပြစ်တဲ့ကောင်တွေဖြစ်နေတော့အရင်လိုကျွန်တော်တို့သူများရက်ကွက်ကိုထွက်ပြီးဖန်ရရမလို့တော့လမ်းထိပ်ထိလာပို့တဲ့စနစ်တွေဖြစ်သွားရေမရှိလဲကျွေးမဲ့ပြီးချလို့ရအနေဒါဖြစ်လာအဲ့လည်းပဲကျွန်တော်ချလိုက်အလုပ်တွေလုပ်လိုက်ချလိုက်အလုပ်တွေလုပ်လိုက်တော့ဘာဖြစ်လဲဆိုလုပ်သမျှအလုပ်တွေအားလုံးအပတ်မတင်ဘူးပတ်စံဒီတဲပဲသွားတယ်အလုပ်တွေမှာလည်းအာရုံအပြည့်မရှိရတဲ့အတွက်ကျွန်တော်ဘာလုပ်လို့ minus တွေပြနေရောနောက်ဆုံးကျွန်တော်ရွာသားကြီးတွားတယ်မက်ကိုတောက်တယ်မက်ပါဆယ်ထုတ်ပြီးကျွန်တော်တယ်လီကွန်ကုမ္ပဏီတခုမှလုပ်ပြီးဒါမှလူကအချိန်မှငွေစေပါအဲ့ဒါတော့စိတ်ပါရင်နေစိတ်အားသေးတာရှိရင်နေပြောဆိုပြေးဖိုက်တယ်ဒါပေမဲ့အရင်လိုတော့မိုးလင်းတာနဲ့အယူလိုမျိုးရှောင်းမလိုက်တော့ဘူးပေါ့နော်ကျွန်တော်အခုနေဆက်ကိုရောက်နေတယ်ဒါပေမဲ့လည်းဒီပြောဆိုကိုကျွန်တော်မတွေ့လို့ကျွန်တော်မချပြတာပဲဖြစ်ကောင်းဖြစ်မယ်ကျွန်တော်မြင်တော့တေးကြတယ်ကျွန်တော်ချချက်ဖြစ်မချဖြစ်ကျွန်တော်မြင်ရလဲဆွဲတာကျွန်တော်အရင်တော့အိမ်ကကျွန်တော်ကိုပို့ပေးနေကျွန်တော်ဘာလို့မပြတ်တာလဲဆိုတော့ကျွန်တော်အခုမှသိတယ်မွေးစေဝါကြောက်စရာတော့မဟုတ်ဖြတ်တင်တဲ့စိတ်တွေကလည်းကျွန်တော်တို့ကိုယ်တိုင်ပဲရှိကျွန်တော်တို့ကတကယ်ဖြတ်ချင်မှပြတ်တာကျွန်တော်နောက်လာမယ့်ခေါင်းစဉ်တွေမှာလည်းဘာတွေပြောမလဲဆိုတာတစ်စိတ်လောက်နားထောင်ပေးပါဦးခင်ဗျာ